မင်္ဂလာပါရှင်ရဲဘော်အဖန်ရဲ့ရင်ဖွင့်ခန်းစာတက်တွင်းစကားအစီအစဉ်ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာလည်းတက်ထရပြပို့လာတဲ့ရင်ဖွင့်လွှာတွေကိုကျွန်မအနေနဲ့ကိုစားဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့တင်နန်းသားတွေကိုအမျက်ထုတ်နှိပ်စက်နေတဲ့ရာကတတိတ်ကျောင်းကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ကရှမ်းပြည်နယ်ဘာထူအမှတ်1အရာခံနဲ့အကြက်ကြီးတင်နန်းကျောင်းရာကတတိတ်ကစစ်တီတယောက်ပါကျောင်းကြီးဗိုလ်မှူးကြီးကျော်သူလိုင်ဟာကျောင်းမှာဖွင့်လှစ်နေတဲ့ပြည်သူစစ်မှုထမ်းပစတင်နန်းသားတွေစီကနေဆောက်ရွက်စာတမ်းကြီးစစ်ပစ္စည်းစရိတ်ဆိုပြီးခေါင်းစဉ်မျိုးစုံနဲ့ငွေကြေးဖြတ်တောက်နေပါတယ်။ဆောက်ရွက်စာတမ်းအတွက်တင်နန်းသားတစ်ယောက်ကို3200ဖြတ်ပါတယ်။တင်နန်းသားက400ကျော်လောက်ရှိတဲ့ကျောင်းမှာအဲ့လောက်အထိဖြတ်တောက်ယူနေတာပါ။တင်နန်းစိတ်ကနေရင်လည်းအင်ကြီးအဖြူနဲ့ပစိုးကိုမတန်တဆဈေးနဲ့ရောင်းပါတယ်။တခုခုဆိုရင်လည်းပစတင်နန်းသားတွေကိုကျွဲရိုက်နွားရိုက်တယ်လို့ရိုက်နှက်ပါတယ်။ရိုက်နှက်တာကမဖြစ်စလောက်အမှုကိစ္စလေးကစပြီးရိုက်တာပါကျမရေမကောင်းတဲ့သူကိုတောင်ထိတ်တုံးနဲ့ထည့်ထားတာမျိုးလုပ်ပါတယ်ဘယ်သူမှတိုင်တဲ့သူမရှိတော့အပတ်စဉ်တိုင်းကိုဒီလိုမျိုးလှုပ်ဆောင်နေတာပါဒီလိုမျိုးတွေအမျက်ထုတ်နှိပ်စက်နေတဲ့အကြောင်းအကြီးကိုစီးစစ်အေးအေးယူပေးပါဆိုပြီးတော့ရာဂတတစ်တင်နန်းကျောင်းကစစ်တီတအူးကစာရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ညီမတို့စီကိုရင်ဖွင့်လာတဲ့စာတွေထဲမှာဆိုလို့ရှိရင်လည်းဒီတင်နန်းကျောင်းတွေမှာရှိတဲ့အကြောင်းအကြီးတွေရဲ့အကြောင်းတွေဒါတွေကိုအတိုင်များတာကိုတွေ့ရတယ်ပေါ့နော်အရင်တစ်ပတ်မှာပေးပို့ထားတဲ့စာထဲမှာဆိုလို့ရှိရင်လည်းညီမတို့ဒီတင်နန်းသားတွေအတွက်တင်နန်းသားတွေကိုပွဲဒါမှမဟုတ်အဲ့လိုမျိုးတွေလုပ်တယ်ဒါမှမဟုတ်တင်နန်းသားတွေစားဖို့အတွက်ဆိုပြီးတော့တက်မှရှိတဲ့စစ်တီရဲမေတွေကိုသူတို့အနေနဲ့မဝင်ကောင်အုံတို့ခောက်ဆွဲနောက်ဆေးလိတ်တို့ကွန်းရတို့ဒါတွေအစားရောင်းခိုင်းပြီးတော့တင်နန်းသားတွေရဲ့ငွေကုန်ပေါက်ဖြစ်မဲ့ဟာတင်နန်းသားတွေစီကပတ်စံကိုကိုယ့်လက်ထဲကိုရောက်လာအောင်လှည့်ကွက်သုံးပြီးတော့ဒါတွေကိုအကြောင်းပြပြီးတော့သူတို့အနေနဲ့ရဲမေတွေကိုအတင်းကျပ်လှုပ်ဆောင်ခိုင်းနေဖြစ်စဉ်တွေဒါမျိုးတွေကိုလည်းညီမတို့ကြားသိထားတာတွေတွေ့ရပါတယ်နောက်တစ်ခုအနေနဲ့ကတော့ယာရုတို့အပြောင်းပါပေမဲ့လူစားထိုးမလာလို့မပြောင်းရတဲ့ရေတက်ဖွဲ့ဝင်တွေရဲ့အကြောင်းပဲဖြစ်ပါတယ်။ကျမကဗမော်ရှေတန်းစစ်မျက်နှာကရေတက်ဖွဲ့ဝင်တူပါ။ကျမတို့ဗမော်ကတက်ဖွဲ့ဝင်တွေယာရုတို့ပြောင်းမိန်ထွက်ကြပါတယ်။ဒါပေမဲ့ကျမတို့ကိုနေရာလာချိတ်မဲ့လူစားရှိမှပြောင်းရမယ်လို့ပြောပါတယ်။လူစားချိတ်မဲ့သူကလည်းတချို့ကထွက်ပြေးတယ်ပြောလိုက်တချို့ကချိတ်မဲ့လူစားမရှိဘူးလို့လည်းပြောပါတယ်။တချို့ကလည်းဗမော်ရှေတန်းစစ်မျက်နှာမသွားခြင်းတဲ့အတွက်လက်ထိုးကြတယ်လို့ကြားသိရပါတယ်။ဒီလိုအခြေအနေတွေကြောင့်ယာရုတိုးပြီးပြောင်းမိန်ထွက်တဲ့သူတွေအနေနဲ့အယမ်းနစ်နာရပါတယ်။ကျမတို့ဗမော်ကတပ်ဖွဲ့ဝင်တွေအနေနဲ့ငတ်တလက်ပြက်တလက်နဲ့အစာရည်စာမရှိတဲ့အပြင်အားလုံးစိတ်သက်ကြနေရပါတယ်။ဗမော်ကတပ်ဖွဲ့ဝင်တွေကိုစာနာတနာသောအပြင်ကျမတို့နေရာကိုလူစားထိုးလာချိန်မဲ့တပ်ဖွဲ့ဝင်တွေအမြန်ဆုံးစီစစ်ဆေးလွတ်ပေးဖို့နဲ့ဒီအခြေအနေတွေကိုပြည်ထောင်ရေးဝန်ကြီးနဲ့တကွရဲချုပ်တို့သိအောင်တင်ဆက်ဖော်ပြပေးပါရှင်ဆိုပြီးတော့ရေးသားပေးပို့ထားတာပဲဖြစ်ပါတယ်။ဒါကတော့ဗမော်မှာနှစ်ရှည်ကြာတာဝန်ကျနေတဲ့အမျိုးသမီးရဲ့တပ်ဖွဲ့ဝင်တူကရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ညီမတို့ဒီအာနာသိမ့်ပြီးနောက်ပိုင်းအခြေအနေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်တက်ဖက်မှာပဲဖြစ်ဖြစ်ရဲဖက်မှာပဲဖြစ်ဖြစ်အကုန်လုံးကဒီရှေ့တန်းစခန်းတွေစစ်စင်ရေးနေမြေတွေဒီလိုနေရာတွေမှာအနေများတွေနောက်ပြီးတော့လူပြောင်းလဲလုပ်တဲ့ကိစ္စမျိုးတွေမှာကြံ့ကြာတာတွေရှိတယ်ပေါ့နော်လူအင်အားလိုအပ်ချက်တွေရှိလာတာတွေလည်းရှိတယ်နောက်ပြီးလို့ရှိရင်ဒီပြုံးတီးများတဲ့ဖြစ်စဉ်တွေလည်းရှိတယ်ပေါ့နော်ရှိတဲ့အခါမျိုးမှာဒါတွေကိုလူစားထိုးပြီးတော့ပြန်ပြီးတော့မပေးနိုင်တဲ့အခါမျိုးတွေအဲ့လိုမျိုးဖြစ်တဲ့အခါမှာဒီရှေ့တန်းနေမိတွေမှာတာဝန်ကျနေတဲ့သူတွေအနေနဲ့ပြန်ပြီးတော့သူ့ရဲ့မိသားစုနဲ့စုံစည်းဖို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီရှေ့တန်းကနေပြီးတော့အနားယူဖို့ပဲဖြစ်ဖြစ်သူတို့အနေနဲ့အခွင့်အရေးမရတဲ့ဟာတွေရှိတယ်ပေါ့နော်ကြာတော့သူတို့အနေနဲ့ပင်ပန်းလာတယ်စိတ်ပြက်လာတယ်နောက်ပြီးရင်ဒီစိတ်သက်ပိုင်းဆိုင်ရာပေါ့နော်ကြာဆင်းလာတဲ့ကိစ္စမျိုးတွေကိုလည်းတွေ့လာမှာဖြစ်တယ်ပေါ့နော်မိသားစုနဲ့နေရဖို့အတွက်ကြာရင်ကျွန်တော်မိသားစုတော့ကွဲရပါတော့မယ်ကြာရင်ကျွန်တော်မိသားစုတော့ပြည့်ရပါတော့မယ်ကျွန်တော်မိန်းမကတော့တချို့တွေဆိုဒီအိမ်အောင်တွေပါတယ်ကွဲပြီးတော့မိန်းမကနောက်မျိုးသားယူသွားတဲ့အနေအထားမျိုးဒါမျိုးတွေလည်းဒါတက်တင်မှာဖြစ်လာတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့အကျင့်ပြက်အမြဲထုတ်နေတဲ့လီချောင်းရဲတပ်ဖွဲ့မှုရဲ့အကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်ကတော့လေချောင်းရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တူပါလေချောင်းရဲတပ်ဖွဲ့မှုရဲမှုချုပ်ထူအောင်ဟာအဂရိလိုက်စာကိုကျိုးရှာသလိုအမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကိုထိကဘာရေကဘာနဲ့အမြဲထုတ်နေပါတယ်။တပ်ဖွဲ့မှုဟာသူစီလာတိုင်းပတ်စံပေးနေတဲ့တပ်ဖွဲ့ဝင်တွေကိုရန်ကုန်မန္တလေးမြစ်ကြီးနားတာချီလေဟိုပုံးလေစိတ်တွေမှာအမြဲပုံသေး9နှစ်6နှစ်အထိတာဝန်ချထားပြီးမပေးနိုင်တဲ့တပ်ဖွဲ့ဝင်တွေကိုတော့နေပြီးတော့တပ်ဖွဲ့မှုရုံးထဲမှာနေစဉ်ညနေ3နာရီနေပူပူမှညနေ9နာရီအထိကြက်ချီကျုံမျက်ရှင်အပင်ရေလောင်စတဲ့အလုပ်တွေကိုပဲအတင်းအာရမစေခိုင်းပါတယ်ညနေ3နာရီမှညနေ9နာရီအထိခိုင်းပြီးညနေခင်းအပြင်ထွက်မရအောင်ခေတကားကို6နာရီပိတ်ခိုင်းပါတယ်စားရည်တာထက်ဆောင်ဆိုပြီးလာစဉ်ကျွန်တော်တို့လာစားတွေကတသိန်းဖြစ်ပါတယ်
ကျွန်တော်တို့အထဲမှာနေရတာတင်တန်းချောင်းတက်နေရတယ်လို့ထောင်ကျနေရတယ်လို့ပါပဲဒီကြားထဲရဲတပ်သားတက်မစုနိုင်ရင်နေကင်း2နာရီကနေညနေ9နာရီအထိအလုပ်ကျန်းလုပ်ရမယ်လို့ပြောပါတယ်ဒါအပြင်တခါတရံအမျိုးသမီးရဲမေအပြိုမိန်းကလေးတွေကိုသူတို့အခန်းထဲခေါ်ကာထိကဘာရီကဘာလိမ်ပိုင်းဆိုင်ရာစော်ကားမှုတွေမကြာခဏပြုလုပ်လေရှိပါတယ်ဝစားစင်မှုစစ်ဆေးရင်လည်းအမျိုးသမီးရဲမေတွေကိုဟိုကိုင်းဒီကိုင်းလုပ်ပါတယ်လေချောင်းရဲတပ်ဖွဲ့မှုကစစ်တပ်ကနေအသွင်ပြောင်းလာတဲ့သူပါအခုလိုမျိုးအကျဉ်းပြတ်ခြားစားပြီးတပ်ဖွဲ့ဝင်တွေအပေါ်ဖိနှိပ်အမျက်ထုတ်နေတဲ့လေချောင်းရဲတပ်ဖွဲ့မှုကိုနိုင်ငံတော်အကြီးအကဲနဲ့ပြည်ထောင်စုဝန်ကြီးရဲချုပ်တို့မှအရေးယူပေးစီလိုပါတယ်ဒါကတော့လေချောင်းရဲတပ်ဖွဲ့ကတပ်ဖွဲ့ဝင်တအူစာရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီသူ့အနေနဲ့အကျဉ်းပြတ်ခြားစားတာတွေအာဏာအလွဲသုံးစားလုပ်တာတွေလည်းမဟုတ်ဘူးအဲ့ဒီအာဏာကိုပဲအလွဲသုံးစားလုပ်ပြီးတော့ဒီအမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေကိုလောက်မှာရှိတဲ့ဒီရဲမေတွေအပေါ်မှာလိမ်ပိုင်းဆိုင်ရာစော်ကားတာကိုတွေ့ရတယ်ဒါမျိုးကအကြီးအကဲတယောက်အနေနဲ့လုပ်တဲ့အရာမဟုတ်ဘူးပေါ့နော်အမျိုးသမီးတွေကိုဒါတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ပေးထားတာတွေဥပဒေတွေပြီးတော့နိုင်ငံတကာမှာပြဋ္ဌာန်းထားတဲ့ဟာတွေဒါမျိုးတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါတွေကိုဒီပြည်သူကိုကာကွယ်ပေးရမယ်ဒီပြည်သူလုံခြုံရေးအတွက်ထိန်းသိမ်းပေးရမယ်ဒါတွေကိုထိန်းချောင်းတိတ်မှတ်ပေးနေပါလေဆိုတော့ဒီတပ်ဖွဲ့ကအကြီးအကဲတယောက်အနေနဲ့ဒါမျိုးတွေကလှုံ့ဆော်တဲ့အရာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လက်တွေ့မှာဆိုရင်တော့ရဲမေတွေအနေနဲ့ဒါမျိုးတွေလှုံ့ဆော်ခံနေရတာကိုကြားသိရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့မိသားစုအခြေပြုရာတက်ပြောင်းရွှေ့ခွင့်များကိုစီစစ်ခွင့်ပြုပေးရန်လိုအပ်နေတဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်ကဓမ္မ88လောက်ခံတရင်5ပါကျွန်တော်ဘူလေးအစစ်နဲ့ရောက်ရှိတာဝန်ထမ်းဆောင်ခဲ့တာဟာ4နှစ်ပြည့်ကန်နေပါပြီကျွန်တော်အခုတာဝန်ထမ်းဆောင်တဲ့တက်ကိုရောက်ကြတဲ့ကစစ်စင်ရေးတာဝန်ထမ်းဆောင်နေရတာအခုထိတက်ကိုမပြန်ရသေးပါဘူးကျွန်တော်ပြောင်းလာခဲ့စဉ်ကအမျိုးသမီးကစီးကျိုသွေးတိုးနှလုံးရောဂါဝေဒနာနဲ့စိတ်ကူးတမှုခံယူနေရတာကြောင့်တက်ပြောင်း800ကိုခေါ်ဆောင်ရန်အခက်အခဲရှိတဲ့အတွက်ရခင်တာဝန်ထမ်းဆောင်တဲ့မြို့မှာပဲထားခဲ့ရပါတယ်လက်ရှိမှာကျွန်တော်စစ်မှုထမ်းသက်38နှစ်ရှိပြီဖြစ်ပြီးအသက်လည်း56နှစ်ကျော်လာခဲ့ပါပြီလက်ရှိတက်မှာလည်းတာဝန်ထမ်းဆောင်သက်4နှစ်ထဲရောက်ရှိလာပြီဖြစ်တဲ့အတွက်ကျွန်တော်ရဲ့မိသားစုတွေထားခဲ့ရအငိမ့်စားယူရင်အခြေချမဲ့မိထီလာတက်နဲ့ဒါမှမဟုတ်မိထီလာမျိုးနဲ့အနည်းဆုံးတက်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်အားအစဉ်စဉ်တင်ပြထားခဲ့ပါတယ်ကျွန်တော်တက်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်တင်ပြထားတဲ့စာကကကကြီးမှာရောက်ရှိပြီးဖြစ်ပေမဲ့ဒီကနေ့အထိပြောင်းရွှေ့ခွင့်မရရှိသေးတဲ့အတွက်လိုအပ်တဲ့လိုစီစဉ်ဆောင်ရွက်ပေးနိုင်ပါရန်ရဲဘော်အဖန်ကနေတဆင့်ရင်ဖွင့်တင်ပြလိုက်ရပါတယ်ဒါကတော့မိသားစုအခြေအနေကြောင့်တက်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခွင့်တင်ပြထားတဲ့စစ်တပ်ရင်ဘူလေးတအုပ်ကရေးသားပေးပို့ထားတဲ့စာပဲဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်စစ်တီတွေနောက်ဒီညီမတို့ဒီအရှိမပြောခဲ့တယ်လို့ပဲဒီရဲတပ်ဖွဲ့ဝင်တွေအနေနဲ့တက်သေးဝင်နေဒီအာနာသိမ့်ပြီးနောက်ပိုင်းဒီ9နှစ်တာကာလအတွင်းမှာဆိုပို့ပြီးကြက်တဲလာတဲ့စစ်စင်ရေးတွေတွားရတယ်ဒီစစ်စင်ရေးတွေမှာပဲနေမြေကျန်းတဲ့နေရာတွေမှာပဲတနိုင်ငံလုံးအနှံ့ဖြစ်လာတဲ့အခါမျိုးမှာနေရာအနှံ့ပြားလဲရှည်တန်းတဲ့မြေတွေလိုဖြစ်လာတဲ့အတွက်ဒီနေမြေတွေမှာရှိတဲ့သူတွေကအနားမရတာမျိုးတွေမိသားစုနဲ့အတူမနေရတာမျိုးတွေရှိတဲ့အပြင်ကိုဒီတက်ထဲမှာတာဝန်အကြာကြီးထမ်းဆောင်ပြီးတဲ့အချိန်မှာတောင်မှဒီထွက်ခွင့်ပေးဖို့ဒါမှမဟုတ်ရင်လည်းပြောင်းခွင့်ပေးဖို့တင်ပြတဲ့အခါမျိုးမှာပြောင်းခွင့်မပေးတာမျိုးတွေဒီတက်ထဲဝင်လိုက်တဲ့ဟာကဒီအကျဉ်းထောင်နဲ့ဝင်လိုက်ရတယ်လို့ပဲအကျဉ်းသားတွေတောင်မှအချိန်တန်ရင်လူငင်းချမ်းသာခွင့်နဲ့ပြန်လွတ်သေးတယ်ဒါပေမဲ့တက်ထဲဝင်တဲ့အခါမှာပြန်ထွက်ဖို့အတွက်ကြတော့အရန်ခက်ခဲတယ်ပေါ့နော်ဒီနှစ်အများကြီးတာဝန်ထမ်းဆောင်ပြီးရင်တော့မှသူတို့အနေနဲ့ဘယ်သူခွင့်ပြုမှညာလူခွင့်ပြုမှတတ်မှတ်ချက်မျိုးစုံနဲ့ကိုက်ညီနေရင်တော့မှသူဒါကိုပြန်ပြီးတော့ခွင့်ပြုမပေးတာမျိုးတွေဒီလိုကာလမှာဆိုပို့ပြီးတော့စိုးတယ်ပေါ့နော်နောက်ပြီးရင်စစ်မှုထမ်းသက်ကိုနောက်ထပ်နှစ်တွေတိုးလိုက်တာမျိုးတွေဒါမျိုးတွေကြုံတွေ့လာတဲ့အခါမှာဒီအသက်ကြီးရင်လာပြီဖြစ်တဲ့စစ်တီတွေအနေနဲ့အများကြီးအခက်အခဲကြုံတွေ့ရတာပဲဖြစ်ပါတယ်ဒါကတော့ကျမတို့စီကိုပေးပို့ထားတဲ့ရဲဘော်အဖန်ရဲ့တက်တွင်းစကားသံတွေကိုရင်ဖွင့်ခန်းစားပေးခဲ့တာပဲဖြစ်ပါတယ်နောက်ပတ်တွေမှာပါဝင်ခြင်းနဲ့ပေးပို့ခြင်းနဲ့ဆိုလို့ရှိရင်တော့ရဲဘော်အဖန်ရဲ့ချက်ပေါက်ကနေတဆင့်ကျမတို့စီကိုပေးပို့ဆက်သွယ်နိုင်ပါတယ်ကျမတို့အနေနဲ့ရဲဘော်အဖန်နေပြီးတော့နေ့တိုင်းတင်ဆက်ပေးနေမှာပဲဖြစ်ပါတယ်ရှင်